ရှေးဟောင်းမီးခွက်ကပြန်လဲလင်းလက်လာခဲ့ပြီဆရာကြီးဆရာဦးလေးလေးရဲ့ဝိညာဉ်မီးခွက်ကလင်းလာပြီဆရာကြီးဆရာဦးလေးလေးရဲ့ဝိညာဉ်မီးခွက်ကလင်းလာပြီလို့ဘာတွေလျှောက်ပြောနေတာလဲမင်းရဲ့ဆရာဦးလေးဆုံးပါသွားတာနှစ်ပေါင်း100ကျော်ပြီလေတကယ်ပြောတာပါမယုံရင်လိုက်ကြည့်ပါဦးဝိညာဉ်မီးခွက်ကပြန်လဲတောက်ပလာတယ်ငါရဲ့ညီငယ်လေးတကယ်ပဲအသက်ရှင်နေသေးတာလားနောက်ဆုံးတော့အပြင်ကိုထွက်လာနိုင်ခဲ့ပြီဒီလိုတရေချောက်တဲ့နေရာမျိုးကိုတစ်သက်လုံးပြန်မလာချင်တော့ဘူးကောင်းလေးငါတို့ကြားကဂတိကိုမမေ့နဲ့ဦးအခုတော့ငါရဲ့ကြင်ကြံခြင်းတွေအကုန်ဆုံးရှုံးသွားပြီဒီနေရာကနေရွှမ်းထောင်းကိုင်းကိုပြန်ဖို့ကမိုင်ပေါင်းတောင်းချီဝေးသေးတာပဲဘလို့ပြန်ရပါမလဲထားလိုက်ပါတော့အရင်ဆုံးအေးရေးဝဝအိတ်လိုက်အောင်မယ်ညီငယ်လေးတကယ်ပဲမင်းလားတတိထားပါဦးငါမင်းရဲ့စီနီယာအကိုတုံးပါဆရာဦးလေးလေးမြန်နိုးပါဦးစီနီယာအကိုတုံးအကိုနောက်ဆုံးတော့ရောက်လာပြီပဲညီငယ်လေးတကယ်ပဲမင်းလားဒီနှစ်တွေမှာငါမင်းကိုအယမ်းရှာနေခဲ့တာကျွန်တော်ပါအကိုရာဖြည်းဖြည်းဖက်ပါနာလို့ပါညီငယ်လေးမင်းရဲ့ကြင်ကြံခြင်းတွေဘယ်ရောက်ကုန်တာလဲအသက်ရှင်ရုံပဲရှိပါတော့တယ်လူပိုတယောက်ဖြစ်သွားပြီပေါ့ဒါတွေထားလိုက်ပါတော့အရင်ဆုံးဂိုင်းကိုပြန်ရအောင်ဂါရဝပြုပါတယ်စီနီယာအကိုကြီးတို့အမကြီးတို့ညီငယ်လေးနှစ်ပေါင်း100ကျော်ကြာသွားခဲ့ပြီးမင်းဘယ်လိုမျိုးအသက်ရှင်နေနိုင်ခဲ့တာလဲခုဒီအကြောင်းကပြောရရင်အရှိကြီးပဲပြောရခက်တယ်ငါတို့မှာအချိန်တွေအများကြီးရှိပါတယ်ဖြည်းဖြည်းချင်းပြောပြဖို့အဲ့ဒီနေ့ကကျွန်တော်တို့ကောင်းကင်6ထဲကိုရောက်သွားခဲ့တယ်တေဘေးကနေကံကောင်းထောက်မစွာလွတ်မြောက်ခဲ့ပေမဲ့လျှို့ဝှက်ပညာရဲ့တံပြန်တန်ကြောင့်ကျင့်စဉ်တွေအကုန်ပျက်စီးသွားပြီးဝိညာဉ်အမြင့်လည်းပြတ်တောက်သွားခဲ့တယ်ညီငယ်လေးဘေးကင်းစေဖို့အတွက်ငါမင်းရဲ့ခန္ဓာကိုယ်အချိန်တွေကိုစစ်ဆေးကြည့်မှဖြစ်မယ်နားလည်ပါပြီစစ်ဆေးကြည့်ပါငါပဲအတွေးလွန်နေတာလားစီနီယာအကိုတုံလွန်ခဲ့တဲ့နှစ်150ကအကိုကျွန်တော်ကိုခေါ်ပြီးစီနီယာအမဟဲဂယုတစိုက်ထားတဲ့ဝိညာဉ်သီးတွေကိုခိုးစားခဲ့တာမှတ်မိသေးလားစီနီယာအကိုရွှေအကိုမိမစီကနေခိုးဝက်ပြီးဖုံးထားတဲ့ငွေစာ1000ကျော်ခုဆိုလောင်းကစားမှာအကုန်ကုန်သွားပြီလားစီနီယာအကိုဝန်ပြီးခဲ့တဲ့တစ်ခေါက်ကအကိုပြောတော့အရှိနန်းတော်ကနတ်သမီးလေးတွေကအကိုမိမထက်အစာပေါင်းများစွာပိုလာတယ်ဆိုဒီအကြောင်းကိုအကိုမိမသိလားစီနီယာအကိုစီမန်အကိုကျွန်တော်စီကနေအစင်းမြင့်ဝိညာဉ်ကြောက်တုံး3900ချီးထားတာပြန်ဆက်ဖို့အချိန်တန်ပြီနော်ညီငယ်လေးမပြောနဲ့တော့အကိုကြီးဒါညီငယ်လေးဆိုတာကျွန်တော်အတီးပြုတ်နိုင်ပါတယ်မမနိုင်ဘူးဟုတ်တယ်ဦးလေးရဲ့ခန္ဓာကိုယ်အခြေအနေဘယ်လိုလဲဦးလေးဒီလောက်နှစ်တွေအကြာကြီးမှာဦးလေးအသက်ရှင်နေသေးတယ်ဆိုတာတကယ်ကိုမယုံနိုင်စရာပဲဦးလေးကျွန်တော်ဆရာကဦးလေးကိုအားတဲ့အခါဂရုစိုက်ပေးဖို့ပြောထားတယ်ဦးလေးဘာလိုအပ်တာရှိကျွန်တော်ကိုပြောပါမလိုပါဘူးငါဒီတိုင်းပဲလမ်းလျှောက်ထွက်လာတာဒါကတော့ဒဏ္ဍာရီတဲကကောင်းကင်ခိုင်းရဲ့လွန်ခဲ့တဲ့နှစ်100ကနံပါတ်1ဒီတယောက်ကနှစ်ပေါင်း100ကျော်ကဆန်ရွှန်းကိုင်းရဲ့နံပါတ်1ပါရီရှင်ပေါ့ငါကပဲဘလောက်တောင်ထူးခြားနေမလဲလို့တကယ်တော့ဝိညာဉ်ဆွမ်းအားတောင်မရှိတဲ့လူသားမှတယောက်ပဲကိုကြောက်ဖုံးမင်းဘာတွေပြောနေတာလဲငါဆရာကအမြဲပြောတယ်ဦးလေးဟာသူခေတ်သူအခါကဘလောက်တောင်ပါရမီထူးခြားပြီးဂိုင်းသားတွေအားလုံးရဲ့အားကြလေးစားမှုကိုခံခဲ့ရလဲဆိုတာကိုပေါ့ဒါပေမဲ့ဒီနေ့လူကိုယ်တိုင်တွေ့လိုက်ရတော့မင်းကစီနီယာရှောင်ရဲ့ဒုတိယတစ်ပည့်လားသူ့ရဲ့ပထမတစ်ပည့်ကဘာတူလဲစီနီယာအကိုကြီးကရှောင်ဖိန်ဟန်ပါလွန်ခဲ့တဲ့3နှစ်ကတည်းကရွှေရင်အဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီးအခုတော့အပြင်မှာလေ့ကျင့်နေပါတယ်အင်းမစိုးပါဘူးကြောက်ညီလေးပြဿနာမရှာစမ်းနဲ့ဒါကဦးလေးအတုံးမကျတဲ့လူတစ်ယောက်ကဒီလိုခေါ်ခံရဖို့ထိုက်တန်လို့လားဒီကောင်လေးကတော့အတော်လေးကိုအရိုက်ခံချင်နေတာပဲအခုခေတ်ကလေးတွေကဒီလောက်တောင်လူကြီးမလေးမစားဖြစ်နေကြပြီလားမင်းကရဲတောင်ရဲနိုင်သေးတယ်ပေါ့မရဲလို့ဘာလို့ရမှာလဲငါရဲ့ဒီလိုခန္ဓာကိုယ်အခြေအနေနဲ့ရန်သွားဖြစ်လို့လည်းမရဘူးသူ့လက်မျိုးတစ်ချောင်းစာတော့ငါ့ကိုအပေါက်ဖောက်သွားနိုင်တယ်အပြင်ကိုရှောက်သွားနေတာလားအင်းဗိုက်စာနေပြီလားမင်းရင်ကအကြိုက်ဆုံးပြင်းချို့ကိုမိဖို့ချောင်းမှာလှုပ်ခိုင်းထားတယ်စီနီယာအကိုငါမလုပ်ဘူးလို့ပြောပြီးပြီလေမင်းသားအတုံးမကျတဲ့လူဖြုံးတီးတာဆိုတဲ့အတိတ်ပဲမရှိတဲ့စကားတွေထပ်ပြောဦးမယ်ဆိုရင်ငါမင်းကိုအရက်နဲ့အတင်းတိုက်ဖြစ်မယ်အဲ့ဒီတော့ငါရဲ့ဝိညာဉ်သီးတွေကိုမင်းကိုခဲ့တော့ကတော့မင်းအားနာတတ်ဖို့မရပါဘူးဒီနှစ်တွေအတွင်းဂိုင်းကတော်တဲ့တပည့်တွေအများကြီးလက်ခံရရှိခဲ့တယ်
အနီးနားကဂိုင်းငယ်လေးအချို့လည်းပူးပေါင်းလာကြပြီးဝိညာဉ်ကျော်၃ခုအထိတိုးချဲ့နိုင်ခဲ့တယ်မင်းကိုအခုပြောပြတင်သလားမသိတဲ့ကိစ္စတစ်ခုရှိတယ်စီနီယာအကိုကြီးအကိုဘယ်တော့ကဒီလောက်ထိချစ်ချစ်အဖြစ်သွားတာလဲဒါကမင်းနဲ့ရွက်လင်ရှိတို့ရဲ့စစ်ဆက်ပွဲကြောင့်ပါရွက်လင်ရှိဒီနာမည်ကိုမကြားရတာဘယ်နှစ်နှစ်ရှိသွားပြီလဲအဲ့ဒီတုန်းကဂိုင်းထဲမဝင်ခင်ကတည်းကစစ်ဆက်ထားခဲ့တာပါမိသားစုနှစ်စုကလည်းမိတ်ဆွေတွေဖြစ်ပြီးကျွန်တော်တို့ယနေ့အဆင့်ကိုရောက်တဲ့အခါလက်ထပ်ကြဖို့ကတိပြုခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီနေ့ကိုမရောက်ခင်မှာပဲကျွန်တော်ကောင်းကင်ပြင်ပလောကတွေကိုရောက်သွားခဲ့တယ်ရွက်ချန်ချူ UPNQ စီကစာရောက်လာလို့လားစီနီယာရွက်စီကမဟုတ်ဘူးဖုံးပါနန်းတော် Venue Palace ကပါဘာပြောလဲစစ်ဆက်ပွဲအကြောင်းဆွေးနွေးခြင်းနဲ့ဘာဆွေးနွေးမှလဲစစ်ဆက်ပွဲဖြတ်သိမ်းဖို့ပေါ့စီနီယာအကိုကြီးဒီကိစ္စကိုကျွန်တော်နားလည်ပါတယ်အခုကျွန်တော်ရဲ့ကျင့်စဉ်တွေကအကုန်ပြည့်စည်သွားပြီအခြေခံတိဆောက်ဆဲအဆင့်ကတပည့်လေးတွေကိုတော့မမီတော့ဘူးဘယ်သူပဲဖြစ်ဖြစ်သူတို့သမီးကိုအတုံးမကျတဲ့လူတစ်ယောက်နဲ့ပေးစားမှာမဟုတ်ဘူးဒါပေမဲ့မရှိပါဘူးစစ်ဆက်ပွဲကလူကြီးချင်းသဘောတူထားတာပါလင်ရှိရဲ့ကိုယ်ပိုင်ဆန္ဒမဟုတ်ပါဘူးသူမအခုအဆင့်ထိကြင်ကြံလာရတာမလွယ်ဘူးပါဘူးကျွန်တော်ကြောင့်လည်းသူမရဲ့အနာဂတ်ကိုမဖျက်ဆီးပါစေနဲ့သူမအခုဘယ်အဆင့်ကိုရောက်နေပြီလဲရွှန်ရင်အဆင့်နောက်ပိုင်းကောင်းတာပေါ့မင်းသူ့ကိုချစ်နေသေးတာလားချစ်တာမချစ်တာနဲ့ဘာမှမဆိုင်ပါဘူးဒါဆိုခုနကဘာလို့ငိုင်းနေရတာလဲငါစဉ်းစားနေတာအကယ်၍အဲ့တုန်းကငါသာကောင်းကင်ပြင်ပကိုမသွားခဲ့ရင်အခုချိန်ဆိုသူ့ကိုလက်ထပ်ပြီးလောက်ပြီလို့နှစ်ပေါင်း100ကျော်တောင်ရှိပြီပဲအရာရာတိုင်းကအရင်လိုမဟုတ်တော့ဘူးချူတော့မင်းမေ့မသွားနဲ့ဦးမင်းမှာအခုဇနီးရှိနေပြီလေအဲ့ဒါကမတူဘူးလေငါတို့ကဘလို့လှုပ်လက်ထက်တယ်လို့ခေါ်လို့ရမှာလဲစကားကတက်တေကောင်းကင်ကအတိပဲဘာလို့လက်ထက်တာမဟုတ်ရမှာလဲမင်းငါကိုဂတိပေးထားတာလေကောင်းပါပြီထားလိုက်ပါတော့ချက်ရွှမ်းကိုင်းကြောက်ကြီးကဲအဝေးကနေလာတာကိုကြိုဆိုဖို့ပြက်ကွက်ခဲ့ပါတယ်။ရှောင်းကိုင်းချုပ်ကအာနာစရာတွေပြောနေပြန်ပြီ။အခုလာတာကဂိုင်းချုပ်ရဲ့အမိန့်အရသခင်လေးချူလောနဲ့ငါတို့ဂိုင်းကလင်ရှိတို့ရဲ့စစ်ဆက်ပွဲအကြောင်းဆွေးနွေးဖို့ပါ။ဦးလေးဘုံခွာနန်းတော်ကလူတွေရောက်နေပြီ။ရွက်လင်ရှိလဲပါလာတယ်။လက်ဖက်ရည်ကြိုပြီးတစ်ခွက်တောက်ပြီးမှသွားတာပေါ့။ဦးလေးဘလို့အခြေအနေရောက်နေပြီလဲ။ဘလို့လို့လက်ဖက်ရည်တောက်နိုင်သေးတာလဲဦးလေးတကယ်ပဲသွားမကြည့်တော့ဘူးလားသူကျွန်တော်ကိုတွေးချင်တယ်ဆိုရင်သူ့ဘာသာသူလာလိမ့်မယ်သူသာကျွန်တော်ကိုမတွေးချင်ဘူးဆိုရင်လည်းကျွန်တော်ဘက်ကအတင်းသွားတွေးနေဖို့မလိုပါဘူးရှောင်းကိုင်းချုပ်ဒီစစ်ဆက်ကြောင်းလမ်းမှုဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနှစ်ဖက်လူကြီးတွေသဘောတူထားခဲ့တာပါအခုတော့ချူလော့တခင်လေးဟာဘေးဒုက္ခနဲ့ကြုံတွေ့ခဲ့ရပြီးကျင့်စဉ်တွေလည်းအကုန်ပျက်စီးသွားခဲ့ပြီးချူမီသားစုရဲ့လူကြီးနှစ်ယောက်ကလည်းကွယ်လွန်သွားခဲ့ကြပြီဆိုတော့ဒီစစ်ဆက်ပွဲကိုဆက်သွားဖို့ကနှစ်ဖက်စလုံးအတွက်မတင်တော်တော့ဘူးထင်ပါတယ်။ကြောက်ကြီးကဒီကိစ္စကိုကျွန်မကိုယ်တိုင်ချူလို့ကိုပြောပြချင်ပါတယ်။လင်းရှိနန်းတော်သခင်မလေးကဒီကိစ္စကိုငါ့ကိုအပြည့်အဝကင်တွယ်ခိုင်းထားတာလေ။ကျွန်မသိပါတယ်။ဒါပေမဲ့ဒါကကျွန်မနဲ့သူတို့ကြားကကိစ္စမှုတစ်ခေါက်လောက်တော့တွေးတင်နေထင်တယ်။ကောင်းပြီလေ။ရှင်ကြိုသွားပြီးဦးလေးကိုသွားပင့်လိုက်ပါ။ကြောက်ကြီးကချူတက်ခင်လေးမတွေ့ရတာကြာပြီနော်နောက်ဆုံးတွေ့ခဲ့တာကောင်းကင်အပြင်ဘက်ကိုမထွက်ခွာခင်ကပေါ့မျက်စိတမိတ်အတွင်းနှစ်ပေါင်း100တောင်ကျော်သွားပြီမင်းအသက်ရှင်နေသေးမယ်လို့မထင်ထားခဲ့ဘူးဒါတွေအားလုံးကလူတိုင်းရဲ့ကောင်းမှုကုသိုလ်ကြောင့်ပါပဲဒီနေ့ငါတို့လာရတာကမင်းနဲ့လင်းရှိတို့ရဲ့စစ်ဆက်ပွဲကိစ္စကိုပြန်ပြီးဆွေးနွေးဖို့ပါရပါတယ်စစ်ဆက်ပွဲဖြစ်ဖို့ကျွန်တော်သဘောတူပါတယ်ငါသဘောတူတယ်စစ်ဆက်တာကိုဖျက်သိမ်းမယ်တခင်လေးချူကတကယ်ကိုအရှိဘူးမျိုးမြင်တက်တာပဲကြောင်မောင်ကတော့လေးစားမိပါတယ်ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမိသားစုနှစ်စုချုပ်ဆိုခဲ့တဲ့စစ်ဆက်စာချုပ်ပါတခင်လေးချူအနေနဲ့အပေါ်ကဝိညာဉ်အမတ်သားကိုဖျက်ပေးုံပါပဲဒါဆိုရင်ဒီစာချုပ်ကအလိုလျောက်ပြပြသွားပါလိမ့်မယ်အကြီးအကဲကြောင့်ကျွန်တော်မှဝိညာဉ်စွမ်းအားတော့မရှိတော့တော့ဘယ်လိုလုပ်ပြီးဖျက်ပေးနိုင်ပါလဲဒါက
လွန်ခဲ့တဲ့နှစ်တွေကဒီဝိညာဉ်အမှတ်အသားကိုရေးထိုးခဲ့တော့ငါဟာအရန်ကိုတက်ကြွနေခဲ့တာတစ်သက်လုံးဒီလိုပဲမြဲနေတော့မယ်လို့ထင်ခဲ့မိတယ်ဒီစာရွက်ကိုတော့ငါတင်ထားလိုက်မယ်ပြန်ရောက်ရင်တင်းပေါက်မှာကပ်ဖို့အပေါက်လေးတစ်ပေါက်စာလိုနေတာနဲ့အတော်ပဲချူတော့စီကန်တိုင်းပဲဒီချမ်းရွံဆေးလုံးနှလုံးကိုစစ်ဆက်ပွဲဖြစ်တဲ့အတွက်ရော်ကြီးအဖြစ်ပြီးပါရစေမင်းရဲ့ကျင့်စဉ်တွေကိုပြန်မရစေနိုင်ပေမဲ့အ ਨੇ ဆုံးတော့မင်းရဲ့ခန္ဓာကိုယ်ကိုကျန်းမာတတ်ဆွမ်းအောင်ကူညီပေးနိုင်ပါတယ်ဒီအရာတွေကျွန်တော်မလိုအပ်ပါဘူးတခင်လေးချူအကြီးအကဲကြောင့်မသိတာတခုရှိတယ်ကျွန်တော်ကအခုတာမန်လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ပဲရှိတော့တာဒီလိုဆေးလုံးတွေကိုစားမိရင်အစစ်ဖြစ်ပြီးတည်သွားနိုင်တယ်တကယ်လို့အကြီးအကဲကစေတနာနဲ့ရော်ကြီးပေးခြင်းနဲ့ဆိုရင်တော့စံချောပိတ်တာ200နဲ့ကြက်မကြီးတစ်ကောင်ပဲပေးလိုက်ပါကျွန်တော်အတီးပြောနေတာပါစံကဒုံးဟိုင်နဲ့ထွက်ဆန်လုံးကြီးကြီးဖြစ်ရမယ်ကျက်မကတော့အလွတ်မွေးတဲ့ကျက်မဆိုရင်ပိုကောင်းတာပေါ့စွတ်ပြုတ်ချက်ရင်ပိုမွေးလို့ပါစစ်ဆက်စာချုပ်လည်းပြည့်သွားပြီဆိုတော့ကြောင်မောင်တို့လည်းမနှောက်ရှက်တော့ပါဘူးလင်းရှိသွားကြစို့ချူတော့နောက်လဲကိုဂယူးဆိုင်ပါ